ဒီလိုဟာသူ့ရဲ့ကွန်ပျူတာရှေ့ရနေတက်ဖန်မထမသွားခဲ့ပါဘူးသူဘာဖြစ်နေလဲဆိုတာကိုတယောက်ယောက်ကတတိထားမိဖို့အတွက်9 နာရီတောင်ကြာခဲ့ပါပြီ2012ခုနှစ်မှာအသက်23နှစ်အရွယ်အမျိုးသားတို့ဟာထိုင်ဝမ်ကအင်တာနက်ကဖေးတစ်ခုကိုည10 နာရီမှာရောက်လာခဲ့ပြီးကွန်ပျူတာသုံးဖို့အတွက်10 နာရီစာငွေပေးချေခဲ့ပါပြီသူဟာနိုင်ရန်ပေးကထောင်းကျတဲ့နေရာမှာထိုင်ပြီး League of Legends game ကိုစတင်ဆော့ကစားခဲ့ပါပြီသူဟာဒီဆိုင်ရဲ့ပုံမှန်ဖောက်တည်တူဖြစ်ပြီးပထမ10 နာရီကုန်ဆုံးသွားတဲ့အခါမှာတော့သူအမြဲလုံးနေကြအကိုင်းကလားထိုင်ပေါ်မှာပဲနိုင်အနှဲငယ်အိပ်ပျော်သွားခဲ့ပါပြီပြီးတော့ပြန်နိုးလာတဲ့အခါမှာနောက်ထပ်အချိန်ထပ်ရွယ်ပြီးဆက်ကစားနေခဲ့တာပါမွန်းတဲ့အချိန်ရောက်တော့စလီနာလီကျော်ရှိနေပြီဖြစ်ပြီးစာပွေးထိုးအမျိုးသားမိကသူအရန်ပင်ပန်းနေပြီးချောင်းဆိုးနေတာကိုတတိထားမိပေမဲ့ဒါဟာဒီလိုဆိုင်မျိုးမှာရှိတဲ့လူတိုင်းဖိနေကြမလို့ပုံမှန်မဲ့လို့ထင်နေခဲ့ပါပြီနေ့လယ်နာရီမှာတော့သူဟာကလားထိုင်ပေါ်မှာဘဲဘက်ကိုအနှဲငယ်စောင်းနေတာကိုသူမတတိထားမိပြန်တယ်ဒါပေမဲ့ဂိမ်းကွဲစင်သူကြားထဲမှာခဏမင်းနေတာပဲလို့သူမကယူဆခဲ့ပါပြီညနေ3 နာရီမှာတော့သူကောင်ကရှေ့ကိုငိုက်ကြော်နေပြီးသူ့လက်သူတွေကကီးဘုတ်စီကိုစန်တန်းထားလျက်ရှိနေပေမဲ့သူမကတော့အနားယူနေတာပဲလို့ထပ်ပြီးထိနေခဲ့ပြန်ပါပြီည9 နာရီမှာတော့သူ့ရဲ့အချိန်ကုန်ဆုံးသွားပြီဖြစ်လို့စာပွဲထိုးအမျိုးသားမိကအချိန်ထပ်ဝယ်ဖို့ဒါမှမဟုတ်ဆိုင်ကထပ်ဖို့ပြောဖို့ကသူ့စီလမ်းလျှောက်သွားခဲ့ပါပဲသူမကသူ့နာမည်ကိုခေါ်ခဲ့ပေမဲ့သူကဘာမှပြန်မထူပါဘူးသူမကထပ်ခေါ်ပေမဲ့သူကလုံးဝမလုပ်ရှာပါဘူးဒါနဲ့သူမကလက်လန်းထိသူ့ပခုံးကိုထိလိုက်တဲ့အခါမှာတော့သူ့ရဲ့ခန္ဓာကိုယ်ဟာရေခဲလို့အိတ်ဆက်နေပြီးလုံးဝတောင့်တင်းနေတာကိုခံစားလိုက်ရပါပြီသူဟာနေ့လေကလေးကသေဆုံးနေကြတာဖြစ်ပြီးလက်တွေကိုကီးဘုတ်စီစန်တန်းထားလျက်အနေထားနဲ့9 နာရီကြာအောင်တောင်းကြည့်ရှိနေခဲ့တာပါသူဘေးနားမှာရှိနေတဲ့လူ30လောက်ကလည်းသူဟာလူတိုင်းလိုပဲဂိမ်းစောနေတာလို့ထင်နေကြတဲ့အတွက်ဘယ်သူမှတတိမထမိခဲ့ကြပါဘူး